မြေဘေးကအိမ်လေးတစ်အိမ်မှာလက်သမားလင်မယားနှစ်ယောက်နေခဲ့ပါတယ်။သူတို့မှာချောမောတဲ့သားလေးတောင်လေးရှိပါတယ်။သားလေးရဲ့နာမည်ကအောင်ကိုပါ။အားရှောင်အများကြီးစားတာ။ဟုတ်မေချက်ကျွေးတာရအရန်ရတာရှိရပဲ။မများစားဖေဖေတို့တွေလဲတဲ့ဆင်းရအောင်မေ။တိုင်အိမ်မနေနဲ့ဦးနော်ကြက်တွေဝက်တွေကိုလည်းအစာကျွေးထားအောင်။မများသွားရအောင်မိမရဲ့မင်းသားဘိုက်ပြရနဲ့အိမ်နေကြပဲ။ပြန်လာလို့မှအလုပ်တွေမပြေထမ်းပေးလိုက်မယ်။ဟုတ်ပါလေဒါဆိုလဲသွားကြပါပေါ့။နေတိုင်းကိုအောင်ကိုရဲ့မိဘတွေကလဲလုံရင်းနဲ့စီးပွားရှာအသက်မွေးကြပါတယ်။မိမကြီးဒီနေ့တော့ငါတို့လေကစပားအထွက်တူမယ်ထင်တယ်။ဒါပေါ့ရှင်ဒီနေ့ကျမတို့အပင်ပန်းခံလုပ်ခဲ့တာပဲ။နှစ်တိုင်းဒီလိုအထွက်ကောင်းရင်တော့ကောင်းမယ်ကွာ။ဟုတ်တယ်နှစ်တိုင်းကျမတို့အပင်ပန်းခံကြတာပေါ့။လဲဆိုင်ရတာပင်ပန်းမိမယ်အောင်ကိုကြောင့်တော့ပိုးပင်ပန်းရတယ်။ဟမ်ကျမတို့ကစပားအထွက်တူတဲ့အကြောင်းပြောနေရလေတားလေးဘက်ကိုမြှောက်လှည့်လာပြန်ပြီ။လှည့်ရမယ်လေ။အဲ့ကောင်ငါတို့ပေါ်တိတက်တာမဟုတ်ဘူးနေတိုင်းအိမ်မှာအေးစိတ်နေရတာတော့မှမိဘလို့ဝိုင်းကူလုပ်ပြရမဟုတ်ဒီကကြောင့်စိတ်ပင်ပန်းလာပြီငါတို့အတွက်နေလေစားတော့လာပို့ပြီးပါမရအောင်ငါတို့အိမ်ရရင်လေကြည့်တအိမ်လုံးရှုပ်ပွားနေရပဲစုမယ်ရိုက်မယ်ဆိုရင်လည်းငါလက်ကိုဆွဲပြီးမျက်ရည်တဆန်းဆန်းနဲ့တောင်းမှအောင်မယ်ကြော်ပါတော့ရှင်သားကြောင့်ပြောမဆုံးတော့လားတားလေးကခလေးပဲရှိပါသေးတယ်ယောက်ျားလေးမွေးထားတာဆိုတော့တမီမိန်းကလေးလိုတော့ဘလို့လို့ကူပေါ်လောင်ဘက်ကရပါမလဲမင်းအဲ့လိုတွေကာစီလုံးလို့မင်းသားစိုးနေရအောင်ကအိမ်မှာတယောက်တည်းရှိတော့မှတခုခုလှုပ်ရှားဖို့အတွက်တွေးနေခဲ့ပါတယ်။ဖိုက်စားလိုက်တာအဖေနဲ့မိကလည်းဘယ်တော့မှအိမ်ပြန်လာမယ်မသိဘူး။အောင်ကအိမ်မှာရှိတဲ့ထမင်းနဲ့ဟင်းကိုပဲထိုင်စားခဲ့ပါတယ်။ထမင်းကိုတတ်တရရမစားရကြထမင်းလုံးတွေကနေရာတကာကိုပြန့်ကျဲနေခဲ့ပါတယ်။အမေချက်လိုက်အရသာကိုရှိနေပဲ။အောင်ကဟင်းစားကြည့်ပေမဲ့ထမင်းကိုတော့ကောင်းအောင်မစားကျင်ခဲ့ပါဘူး။ကောင်းလိုက်တာဘိုက်တောင်တင်းသွားမကုံတဲ့ထမင်းတွေကိုအောင်ကိုကဒီတိုင်းလှစ်ပစ်ခဲ့ပါတယ်။သူတို့အိမ်အားကြောင့်တော့မှအောင်ကိုပြောနေခဲ့ပါတယ်။ငါနဲ့ငါကလေးတောင်ထမင်းဆိုင်တစ်စီးမကြောင်စားရ။ဒါပေမဲ့အောင်ကိုကတော့လက်ကားဖြုံးကြည့်နေတာပဲ။အောင်ကိုထမင်းစားတိုင်းမှာထမင်းလုံးတွေပြန်ကျဲနေရကိုကြောင်သားမိလဲတွေ့နေခဲ့ရပါတယ်။နေတိုင်းအောင်ကိုမိဘရဲ့ဆန်တွေကိုကြွလာမဖောင်းငါတို့ကကြည့်ပေးရတယ်။သူဖြုံးတီးနေတာကိုကြောင့်ငါတို့လည်းဘာမှမတတ်နိုင်ဘူး။အောင်ကိုမိဘတွေပဲတနာတယ်။သူမိဘတွေနေတိုင်းလဲတဲ့သွားစားဖို့တောက်ဖို့ပင်ပင်မမတ်လို့သူကြတော့အလက်ကားရတယ်ဆိုပြီးထမင်းတွေရှောက်လွတ်ပြစ်နေစားလို့ပိုတာတွေကိုဝက်စာချက်စာနဲ့ရောကျွေးလိုက်တာမဟုတ်အောင်ကိုကအတိတရားရှိတဲ့ကလေးမဟုတ်တားတော့သူ့မိဘတွေတနာနေပြီသူ့ကျင့်တွေအထုမခိုးနဲ့နော်တာဟုတ်မမေအကိုမိဘတွေကအိမ်ကိုပြန်ရောက်တော့အောင်ကိုအဆုခံရပါရဲ့မြေကြီးပေါ်မှာထမင်းလုံးတွေပြန့်ကျဲနေလို့ပါဟိုမှာမင်းသားထမင်းစားနေရမြင်လားတားကကျမတို့ဆောင်ရင်းနေဘိုက်တအားစားလို့နေမှာပေါ့တော့အမေအိမ်ပြန်လာစောသားပဲပင်မလို့လားမပင်မမအောင်တာရဲ့တားကွာကိုခူးစားတာပေါ့တော်လိုက်တာမင်းထမင်းတွေတုံပြန်ပြီလားအစတွေကမကုံနိုင်ဘူးဆိုရင်အများကြီးမခူးနဲ့လေထမင်းလုံးတွေကိုလည်းကြည့်အောင်မြေကြီးပေါ်မှာပြန့်ကျဲနေရပဲတော်ပါတော့ရှင်ခလေးကိုမစူပါနဲ့တော့တားငယ်သေးလို့ကောင်းကောင်းနားမလဲသေးရပါဒီထမင်းတွေကိုကြက်ကျွေးလို့ရတာပဲသွားမြင်သွားရတော့ငါတို့တခင်မိသားစုရဲ့ရှမ်းဖြစ်နေပြီတွေးထွက်တန်ရုံတွေဖြစ်ကုန်ကြမှမသိဘူးဟုတ်မေငါတို့ဆွလို့တော့မရဘူးလားမင်းကခလေးကိုဖြတ်စီးနေတာငငယ်တွေကစိတ်ကမရှိကြီးလိုက်လေအမိုက်ပဲဖြစ်လာမှာပဲသူအရွယ်ရောက်တော့လေတိလာမှာပေါ့တော့ရှင်ရေးမြသွားချတော့ကျမဘိုက်စာနေပြီစူချင်တော့ကောင်းကောင်းစူမြကာစီနဲ့ကောင်းပါကွာညရီတော့ရာသီဥတုကအရှံပူတာကြောင့်အောင်ကိုလေအိယာနိုးလာခဲ့ပါတယ်ဒီနေ့ဘလို့ဖြစ်လို့အဲ့လောက်တော့မှပူနေရလေဒီလောက်ပူမှာတော့ငါဘလို့လို့သွားအိပ်ရမလဲအဖေကပါဟောက်နေပြန်ပြီအောင်ကိုကပြန်အိမ်မယ်အလုံးမှာအိမ်ပြင်ဘက်ကစကားပြောတဲ့နေကိုကြားလိုက်ရပါတယ်ရာသီဥတုကပူရတဲ့ကြားထဲမှာဘသူတွေကညတကောင်ကြီးစကားတွေများနေလည်းမသိအပြင်ထွက်ပြီးသွားကြည့်အောင်ပါပဲအဲ့လိုရတယ်မရအောင်ဆိုမှအိမ်နောက်မှာတော့ထမင်းလုံးတွေစကားပြောနေရကိုအောင်ကိုတွေ့လိုက်ရပါတယ်အော်အသားအဲ့ရလာပဲသူတို့ဘာတွေများပြောနေကြပါလဲအောင်ကိုကအသားလေးခိုးနားထောင်ခဲ့ပါတယ်ကျွန်တော်အသုံးဝင်တဲ့ထမင်းလုံးလို့ခံစားရတယ်ကျွန်တော်စပားဘွားမှာတော့ကမိန်းမတယောက်ကျွန်တော်လေခွင်းနဲ့အောင်ရှိတ်တယ်ပြီးတော့ဆန်ဖြစ်အောင်လုပ်ပေးခဲ့တယ်ကျွန်တော်ထမင်းဖြစ်အောင်ချက်ခဲ့ကြတယ်ဒါပေမဲ့နောက်ဆုံးကျတော့ကျွန်တော်မစားခဲ့ဘူးလွတ်ပစ်ခဲ့ကြတယ်ကျွန်တော်တော်တော်ဝမ်းနည်းခဲ့ရတယ်ထမင်းလုံးအိုကြီးကလည်းထမင်းလုံးလေးရဲ့စကားကိုထောက်ခံခဲ့ပါတယ်ငါဘွားလည်းမင်းဘွားနဲ့ဘာမှမကွာပါဘူးကွာငါစပားဘွားတော့ကလည်းမိန်းမတယောက်ကပဲငါ့ကိုစိတ်ခွဲပြီးလို့ဆန်ဖြစ်လာတာ
ငါအောက်ကြတော့သူကငါ့လွတ်ပစ်ပြီးထင်တာလွတ်မပစ်ဘဲနဲ့တပြက်စီးနဲ့ငါ့ကိုလဲပြီးတောင်းနဲ့ကောက်ထည့်ခဲ့တယ်လူတွေအမြဲစားတဲ့စံမွားရောက်ပြီးဆိုပြီးငါ့မှာခုံတွေယူခဲ့ရတာဆိုတာဒါပေမဲ့ကန်ဆိုးစာနဲ့ပဲငါလည်းထမင်းဘွားရောက်တော့လွတ်ပစ်ခံခဲ့ရတာပဲတခြားထမင်းစီတွေကလည်းအလားတူပဲပြောခဲ့ကြပါတယ်ကျမဘွားလည်းအဲ့လိုပါပဲကျမစဘာဘွားတော့ငါမိမတောက်ဖြာပေါ်မှာကျမကိုနေလန်းအချောက်ခံထားခဲ့တာကျမကိုကြက်လေးတွေလာစားဖို့လုပ်တော့မှကြက်တွေကိုမောင်းထုတ်ပေးခဲ့သေးရဲ့နောက်တော့ကျမတို့ကောက်ပြောတောင်းနေထည့်ခဲ့တယ်နောက်တော့လူတွေနေတိုင်းချက်စားတဲ့စံဘွားကိုရောက်ခဲ့တယ်နောက်ဆုံးကျကျမလည်းလွတ်ပစ်ခံရတာပဲထမင်းစီတွေပြောနေတာကသူ့ရဲ့လောက်ရက်တွေကြောင့်ဆိုတာအောင်ကိုသိနေခဲ့ပါတယ်ငါလောက်ရက်တွေကလူတိုင်းဒုက္ခဖြစ်စေမယ်ဆိုတာမတွေးခဲ့မိဘူးငါမိဘတွေအတွက်လည်းမကောင်းငါနောင်နှရသွားပြီအောင်ကိုလည်းအိမ်မောကနေဆင်းပြီးတော့ထမင်းလုံးနေစီကိုသွားခဲ့ပါတယ်ထမင်းလုံးတွေကိုထူထောက်ပြီးတော့တောင်းပန်ခဲ့ပါတယ်အိုးထမင်းစစ်လေးတွေငါတောင်းပန်ပါတယ်ငါလောက်ခဲ့တာတွေကြောင့်မင်းတို့နာကျင်ရလိမ့်မယ်ဆိုတာငါမသိခဲ့ဘူးအခုအစားပြီးငါမဖိတ်မစင်အောင်စားတော့ပြီးထမင်းကြီးစုတိတ်တက်လိမ့်မှာပါမယ်အောက်မကြသေး၍ငါကောင်းအောင်စားပါမယ်မင်းတို့တွေကိုငါကတိပေးပါတယ်ထမင်းစီတွေကအောင်ကိုရဲ့စကားကိုကြားပြီးတော့ပျော်ရွှင်သွားခဲ့ကြပါတယ်ရပါတယ်အောင်ကိုရဲ့မင်းအမောင်မင်းသိသွားပြီဆိုရင်တော့ငါတို့တွေစိတ်မဆိုးတော့ပါဘူးကျေးဇူးတင်ပါတယ်ထမင်းလုံးလေးတွေအဲ့နောက်မှာတော့အောင်ကိုဟာထမင်းလုံးလေးတွေကိုပကံလုံးနဲ့ဂယုတစိုက်ကောက်ထည့်ပြီးသူ့ရင်အောင်မှာထားခဲ့ပါတယ်အဲ့အချိန်ကစပြီးတော့အောင်ကိုဟာသူ့မိဘတွေပင်ပင်မမရှာထားတဲ့ထမင်းတွေကိုလုံးဝမဖြုံးကြည့်တော့ပါဘူးတဲ့အစားတောက်ဆိုတာတမိုးကြည့်ပါတယ်ဒါကြောင့်ဘာစားစားလေလွဲမှုမရှိအောင်တက်တက်ရဲရဲစနစ်တကျစားကြနော်